ကြီးနဲ့သူရေးထားပေးပြီးတော့ OnePlus logo လေးကကြတော့ကာဘာရဲ့အလဲတက်မှာပါတာပေါ့နော်ကာဘာကတော့ silicon ကာဘာပါပဲအထဲမှာဘာတွေလဲကျွန်တော်တို့စက်ကြည့်မယ်အောက်မှာက R23 ရဲ့ SIM injection 2လေးရဲ့ကျွန်တော်တို့ R20 ရဲ့ဆိုပြီးတော့ပါလာတာပေါ့နော် R20 ကတော့ OnePlus ရဲ့ signature အနီရောင်ကြိုး OnePlus ကတော့အခုတက်ထိကို Type A to Type C ကြိုးနဲ့ပဲလာနေတော့မယ်သူကကြိုးကတော့အနီရောင်ဆိုပေမဲ့လည်းType A Type C ကြားထဲမှာထည့်ထားပေးတဲ့ N-San ကတော့အဖြူရောင်နဲ့ပေါ့နော်အားတော့ SIM injection 2လေးပါ OnePlus Box ရဲ့ design ပုံစံက Oppo နဲ့ဆင်တာပေါ့နော် Oppo ရဲ့ company တွေက Oppo ရဲ့ company က OnePlus ကိုဝယ်လိုက်တာဆိုတော့ဒါကတော့ OnePlus ရဲ့ charging အတုံးပါ OnePlus A6 ရဲ့ charging အတုံး 120W Super Boost charging အတုံး share တရုတ် company တွေကတော့ကဲ OnePlus A6 လေးကိုတစ်ချက်ကြည့်ကြည့်အောင် selfie camera တစ်ခုတည်းပဲ pre-install screen cap ပါလာတယ် flat display ပဲပေါ့နော်ဒီကောင်ကအဖြူရောင်